Hello အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ 3D Math Day စစ်လေးမှာပေါ့နော်ကျွန်မ window လေးကိုပြောမှဖြစ်ပါတယ်ကျွန်မမနေ့က day 5မှာတော့ဒီ window လေးနဲ့သဘောကိုပြောပြီးသွားပါပြီအဲ့တော့ကျွန်မတို့ဒီ day စစ်မှာကျွန်မဒီ window လေးပြောပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်မတို့ရဲ့ window မှာကျွန်မတို့3ပေ3လက်မဆိုရင်တကားကဒီလိုနှစ်ချက်ခွင်းဒီလိုတက်ရွက်ပါအဲ့တော့ဒီပေါ်မှာကျွန်မဒါ fake color လေးထည့်ထားပါတယ် fake color နဲ့ကြီးပေါင်ရှိမယ်ပြီးရင် fake color ရှိမယ်ပြီးရင်ကျွန်မတို့ဒီကြားထဲမှာတန်းလေးတစ်တန်းရှိပါတယ်ဒီမှာဒီတန်းလေးရှိပါတယ်နော်ဒီတန်းလေးရှိပါတယ်အဲ့တော့တန်းလေးတစ်တန်းရှိပါတယ်အဲ့တော့ကြီးပေါင်ဆွဲမယ်ကျွန်မဒီတန်းလေးကိုဆွဲရမယ်ပြီးရင်ဒီမှာမှန်ရှိပါတယ်ပြီးရင်ကျွန်မတကရွက်ထွဲပါတယ်တကရွက်တစ်ရွက်ဆွဲရမယ်ပြီးရင်တကရွက်မှာမှန်ရှိပါတယ်အဲ့တော့ဒါကကျွန်မရဲ့3ပေပုံတကားပါကျွန်မ6ပေလေးဆိုရင်တကား2ချက်ဖွင့်ကို2ရွက်ပါအဲ့တော့တကား2ချက်ဖွင့်2ရွက်ဆိုရင်ကျွန်မဒီခလဲမှာကျွန်မဒီမှာကြီးပေါင်တန်းတစ်တန်းယူပြီးအရင်လုပ်တယ်ကျန်တာရေကတော့ offset ကိုတလက်မကွဲသွားရမယ်ဒီကနေပြီးတော့ဒီထိကဒီဟာလေးကတလက်မကွဲပြီးွားရင်ကျွန်မကဒီခလဲမှာခလဲတန်းတစ်ခုရှိပါတယ်ဒီကဟင့်နေပါတယ်ဒီမှာသွားပြီး join လို့ရအောင်ဒီခလဲတန်းလေးကတလက်မှာပါကျွန်မကကြီးပေါင်ဆွဲမယ်ပြီးရင်ဒီခလဲတန်းတလက်မတန်းကိုအရင်ဆွဲမယ်ပြီးရင်ကျွန်မတို့ဒီမှာလဲဒီ fake color နဲ့ဒီ draw ရဲ့ကြားထဲမှာနောက်ထပ်တစ်သားတန်းတစ်တန်းရှိပါတယ်အဲ့တော့ကျွန်မကဒီမှာတစ်သားတန်းတစ်တန်းဆွဲမယ်ဒီမှာတစ်သားတန်းတစ်တန်းဆွဲမယ်ဒီမှာကြီးပေါင်ဆွဲမယ်ကျွန်မဒီဟာလေးကိုအရင်ဆွဲပြပေးပါမယ်ရှုပ်သွားမှာဆိုလို့ပေါ့နော်ကြီးပေါင်လေးဆွဲမယ်ဒီမှာစန်တာကနေပြီးတော့တလက်မနဲ့တစ်သားတန်းတစ်တန်းဆွဲမယ်ပြီးရင်ကျွန်မနောက်ထပ်တစ်သားတန်းတစ်တန်းဆွဲရပါမယ်ဒီဟာလေးရဲ့တလက်မပါဒါကလည်းတလက်မပါအဲ့တော့သူ့ရဲ့ overall size ကအလဲက6ပေလေးအမြင့်က5ပေ6ပါ6ပေလေးနဲ့5ပေ6ကျွန်မဒီပုံရင်ဆွဲပြမယ်နော်နော်ကျွန်မကအကုန်လုံးကို high selection လုပ်မယ်ပြီးရင်ကျွန်မ front view မှာပဲဆွဲပါမယ် SP line ကနေပြီးတော့ extended SP line ကိုသွားပါတယ်ကျွန်မဒေါမှာတော့ကျွန်မပြောပေးပါပြီ W rectangle ကိုသွားပါတယ်အလျားက6ပေလေးအမြင့်က5ပေ6ဒီကနေဒီထိကတလက်မခွဲဒါကအမြင့်ပေလက်မကိုတန်ဖိုးထည့်ဆွဲပေးပါ5ပေ6လက်မအလျားက6ပေ4လက်မပြီးရင်အတွင်းကတစ်ကနက်က1.5 လက်မဒါလေးရပါပါအဲ့မှာကျွန်မတို့ခလဲမှာတစ်သားတန်းတစ်တန်းရှိပါတယ်အဲ့တော့တစ်သားတန်းက rectangle နဲ့ပြန်သွားပါမယ် rectangle ကိုသွားရဲဒီစနက်တူးလေးကိုယူမယ် right click နှိပ်ကြည့်စနက်မှာ end point နဲ့ mid point ဖြစ်နေရပါမယ်စနက်တူးလေးကို on ပြီးတော့မှဒီဟာနဲ့ဒါလေးကိုခရော့ဆွဲပေးပါသူကကွက်တိသွားကြပါမယ်ပြီးရင်ကျွန်မကဒီကနေဒီထိစင်တာမှာတလက်မထဲအဲ့တော့ဒါလေးပါနော်ဒီနေရာမှာကျွန်မတလက်မသွားပြောင်းပါတယ်ဒါလေးရပြီးွားရင်ကျွန်မတို့ကနောက်ထပ်ဒီတန်းလေးဆွဲပေးရမှာပါဒီမှာတတန်းဒီမှာတတန်းဆွဲရမယ်အဲ့တော့ဒီကနေဒီဟာတလက်မတန်းတတန်းဆွဲရမယ်တလက်မတန်းနဲ့ဒီအပွားကြီးပါကနေတပေ 2.5 လက်မကွာပါတယ်အဲ့တော့ကျွန်မဒီမှာ rectangle လေးနဲ့ snake လေးနဲ့ဒီမှာတတန်းဆွဲတယ်ဒီမှာနှစ်ခုလုံးတစ်ခါတည်းပဲဆွဲလိုက်တော့မယ်နော်ဒီမှာတတန်းဆွဲ right click နှိပ်တယ်ပြီးရင်ကျွန်မမူတူးလေးကိုယူမယ်နော်မူတူးကိုယူမယ်ဆိုတော့ကျွန်မ shortcut W လေးကိုရိုက်လိုက်ပါတယ် auto မူတူးကိုတွားလုပ်ပါတယ်ပြီးရင်ကျွန်မ snap ကိုဖြုတ်တယ်ဒါကိုယူတယ်ဒါကိုယူတယ်သူ့ရဲ့ဟာကဘယ်လောက်လဲဆိုတော့sorry ကျွန်မတို့ဒီဟာလေးကိုအရင်ယူတယ်ပြီးရင်ဒီရဲ့အမြင့်ကတလက်မပါအဲ့တော့ကျွန်မတလက်မတော့သူစင်တာကိုသွားလိုက်မယ်နော်ဒါကိုလည်းကျွန်မဆက်လက်မှတ်ပါတယ်ဒါကိုလည်းကျွန်မတလက်မရွှေ့ပါတလက်မပြောင်းပါတယ်တလက်မတန်းအဲ့တလက်မတန်းကကျွန်မတို့ဘယ်ကနေသွားမလဲဒီကနေဒီကိုဒီ point လေးကကင်နော်စိတ်ထဲဒီ point လေးကကင်ပြီးတော့ဘယ်ကိုတွားချမလို့ဒီဘက်ထိပ်ကိုတွားချပါsorry စနက်ကို on မှာ point ကကောက်လို့ရမှာနော်ကျွန်မရဲ့ဒီ point လေးကနေကင်ပါတယ်ဒီဘက် point လေးကနေကင်ပါတယ်ဘယ်ကိုတွားချမလို့ဒီဘက်ကိုတွားချပါတယ်ပြီးရင်ဒီကနေပြီးတော့ဒီကိုတပေ 2.5 သွားပါမယ်အဲ့တော့ကျွန်မဒီမှုတူးလေးကို right click နှိပ်ပါတယ် right click နှိပ်လိုက်ဒီ property ပေါ်လာတယ် y အတိုင်းကိုမြားရဲ့ဆန့်ကျင်မှတ်ဖို့လို့ minus တပေ 2.5 လက်မဒီလိုသွားရပါတယ်အဲ့တော့ကျွန်မဒီပုံလေးတပေ2.5တပေ2.5ပြီးတလက်မပြီးကျမတို့ကဒီမှာနောက်ထပ်တစ်ခရွက်တစ်ရွက်ထဲမှာမှန်အဲ့တော့ကျမကဒါကိုနှစ်ကလေးကို on ထားမယ်နော် SP line ကနေပြီးတော့ extended SP line ကိုပြန်သွားပါမယ် W rectangle ကိုသွားမယ်ဒီ
midpoint ကနေပြီးတော့ midpoint ကနေဒီ end point ကိုယူပြီးတော့ကျမတို့ရဲ့ဒီကြားထဲဟာဒီကြားထဲအကွာဝေးက3လက်မပါ3လက်မပါဒီတစ်သားတန်းနဲ့ဒါ glass နော်အမဲရောင်က glass တစ်သားနဲ့ဒီ glass ကြားမှာ3လက်မကွာပါတယ်အဲ့တော့ကျမကဒါလေးကိုယူပြီးတော့မှဒီအောက်မှာဒါကိုကျမ3လက်မဆွဲပါတယ်နောက်တစ်ခါ double rectangle နဲ့ကျမဒီမှာတစ်ခါထပ်ပြရနော်ဒီလိုယူတယ်ဒီကနေဒီကအကွာဝေးမလို့3လက်မမလို့ thickness မှာကျမ3လက်မတစ်ခါလေးဆွဲပါတယ်3လက်မအကုန်လုံးပြီးသွားရင်ကျမကမူ2ကိုယူပဲเนาะမူ2ဆိုကျမ W ကိုနှိပ်လိုက်တာပါဒါလေးကိုယူပဲဆက်လက်မှတ်တယ် control ကိုဖိပြီးဆက်လက်မှတ်တယ်ဒီ point ကိုယူပြီးတော့ကျမ shift ကိုဖိပြီး copy ကူးမယ်เนาะ shift ကိုဖိပြီးတော့ကျမ copy cancel shift ကိုဖိပြီးကျမ copy ကူးပါတယ်ဒါကျမအပြင်မှာပဲဆွဲထုတ်လိုက်တယ်เนาะပြီးတော့မှဒီ point ကိုယူပြီးတော့ဒီ point မှာလာချပါတယ်ပြီးရင်ကျမဒီအပေါ်မှာမှန်ဒါကမှန်မှုလို့ကျမ SP line ကနေပြီးတော့ rectangle နဲ့ snap ကလေးကို on ထားမယ်เนาะဒီမှာမှန်တစ်ချက်ဒီမှာမှန်တစ်ချက်ပါ okay အော်ကျမနည်းနည်းလေးအကျန်းလေးပြန်ပြောပေးပါမယ်စစအောင်ချင်းကျမတို့ extended SP line ကနေပြီးတော့ W ကျမ copy ကူးပါเนาะ W rectangle နဲ့ကျမဒီဘောင်လေးကိုအရင်လုပ်တယ်เนาะဒီဘောင်လေးကိုအရင်လုပ်တယ်ဒီဘောင်လေးကိုလုပ်ပြီးသွားရင်ကျမဘာလုပ်လဲဆိုတော့ကျမဒီခလေကဒီတန်းလေးကိုလုပ်တယ်ဒီဘောင်လေးကိုလုပ်ပြီးတော့ကျမဒီတန်းလေးကိုစင်တာကနေတန်းလုပ်တယ်တန်းလုပ်ပြီးသွားရင်ကျမရဲ့ဒီအောက်ကတန်းလေး2တန်းကိုလုပ်ပါတယ်ဒီအောက်ကတန်းလေး2တန်းကိုလုပ်တယ်ပြီးတော့မှကျမဒီဥစ္စာလေးကို extended SP line နဲ့ double rectangle နဲ့နှစ်ခုပြန်သွားရပါပြီးရင်ကျမတို့က control ဆက်နဲ့ပြန်သွားညာနော်ကျမဒါကို high selection လုပ်ကြည့်မယ်နော် okay ကျမဒီကြားထဲမှာမှန်မထည့်ရသေးဘောင်ပဲထည့်ရတယ်အဲ့တော့ကျမဒီမှာမှန်ထည့်ရပါမယ်ကျမဒါကို select မှတ်ပြီးတော့ high selection လုပ်တယ်ဟုတ်ပဲနော်မှန်မထည့်ရသေးအဲ့တော့ကျမတို့က rectangle ကိုယူတယ် snap ကိုယူတယ်ကျမဒီဟာလေးတင်တာ snap ကလေးကိုနည်းနည်းလေးနိုင်သွားအောင်လို့ပါနော်ကျမဒါလေးကမှန်အတွက်ဒုတင်တဲ့အခါမှန်အတွက်ပါโอเคအဲ့တော့ကျမတို့ကမှန်အတွက်ယူပြီးသွားပြီကိုကမသေးကြဘူးဆိုရင်ဒီဘောင်လေးကို select မှတ် high selection လုပ်လိုက်ကျမတို့ဒီမှာမှန်ကွက်လေးရှိပါတယ်เนาะအဲ့တော့ကျမဒီတစ်ခုပြီးပါပြီတစ်ခုပြီးပါပြီနောက်ထပ်တစ်ခု3ပေ3 5ပေ6 1.5 ပြီးဒီတန်တလက်မတန်တပေ 2.5 ပြီးဒီမှန်ဒီမှာဒါလေးအမြန်ဆွဲလိုက်မယ်เนาะ5ပေ6 3ပေ3လက်မပြီး thickness က 1.5 လက်မပြီးပါရင်ကျမတို့ကဒီကဘောင်ဒီကတန်းလေးတင်တန်းလေးကိုသွားခြင်း SP line ကိုပြန်သွား rectangle ကိုသွားကျွန်တော် snap 2ကိုယူတယ် snap 2ကကျွန်မ point မှတ်အောင်เนาะ point ကိုအတိအကျမှတ်လို့ရအောင် snap 2ကိုယူပါတယ်ပြီးသွားရင်ကျမရဲ့ဒီ thickness ဒါလေးကတစ်လက်မပါပြီးသွားရင်ကျမကဒါလေးကိုမူ2เนาะ W လေးကိုယူပြီးတော့မှကျမအပြင်ကိုဆွဲထုတ်လိုက်ပါတယ်ပြီးကျမတို့ဒီ point ကနေပြီးတော့ဒီ point ပြီး y အတိုင်းကို minus တပေ 2.5 လက်မဒါလေးရပါတယ်ဒီကနေဒီ 2.5 လက်မပြီးရင် extended SP line ကနေပြီးတော့ W rectangle thickness 3 လက်မSP line rectangle မှန်ထည့်ပါတယ်အကုန်လုံးဆက်လက်မှတ်ပါတယ်control ဖိပြီးတော့ copy ကူးပါတယ် okay မှန်ပါလားဒီမှာတစ်ချက်ကြည့်မယ်နော် high selection ဒီမှန်ပါလာပါတယ်အဲ့ဒါလေးကိုအကုန်ဆက်လက်မှတ်ဒီ point ကနေပြီးတော့ဒီ point ကိုသွားပါဒီတစ်ခုရပါတယ်1 2နောက်တစ်ခုတပေကို5ပေ6ကျန်တာအတူတူပါပဲ
5ပေ6လက်မ1ပေ9လက်မ 1.5 လက်မrectangle တလက်မအပြင်ကိုဆွဲထုတ်ဒီ point ကနေပြီးတော့ဒီစနက်ကို on ထားနော် point ကနေပြီးတော့ဒီ point ကနေဒီ point ကိုတစ်ခါလာချ y အတိုင်းကို minus 1ပေ 2.5 လက်မ1.5 လက်မsorry 3 လက်မ3 လက်မrectangle okay အဲ့တော့ကျမဒီအပေါ်က3ခုဒါကို copy ကူးပြီးတော့အပေါ်ကဟာတွေကိုကျမပြန်ပြီးတော့ဆွဲပြပါမယ်ဆွဲနည်းကို2မျိုးဆွဲပြမယ်ဒီ2ခုကိုကျမဒုတင်ပြီးတော့ပြန်ပြီးတော့ဖြတ်ပြမယ်ဒီနှစ်ခုကိုဒုမတင်ရင်ကျမဖြတ်ပြပါမယ်ကျမဒါလေးကိုဆက်လက်မှတ်တယ်အကုန်လုံးအုပ်တယ်ကျမကဒါကိုအရင်လုပ်ပြမယ်နော် cancel လုပ်တယ်နော်ကျမ snap ကလေးကိုဖြုတ်မယ်ဒါလေးကို copy ကူးမယ်ကျမဒီနှစ်ခုကိုပေါင်းပြီးတော့မှဒုတင်ပြမယ်နော်ဒါကို copy ကူးမယ်အဲ့တော့ကျမကဒီနေရာမှာအပေါ်ကမှန်ချက်ကတန်ဖိုးကအကုန်အတူတူပါပဲနော်ဒီကအကုန်အတူတူပဲသူကအပေါ်မှာ fake color မပါဘူးfake color မပါရင်ကျမတို့ဘာဖြစ်လဲဆိုတော့ဒီခလဲတန်းမပါဘူးနော် fake color မပါဘူးဒီခလဲတန်းမပါဘူးကြီးပေါင်ကဒီကနေပြီးတော့ဒီကိုတန်းလာမှာအဲ့တော့အဲ့ဒါလေးကိုကျမအရင်လုပ်ပြပါမယ်ကျမဒီထိရပြီအဲ့တော့ဒီခလဲတန်းမပါဘူးဒီတန်းမပါဘူးဒီမှာမှန်ကြံခဲ့တယ်ဆွဲဖို့ကျမဒီမှာမှန်လေးတစ်ခုအရင်တက်လိုက်မယ်နော်မှန်ကြံခဲ့တော့မှန်လေးတစ်ခုအရင်တက်လိုက်ပါမယ်နော်ကျမဒါကိုတစ်ချက်စစ်လိုက်အောင်ဒီမှာဒါရင်မှန်မထည့်ရတော့ဒီမှာမှန်ရင်ထည့်လိုက်အောင်မယ်နော်ဒါရမှန်ပါတယ်အဲ့တော့ကျမဒီဟာလေးကိုမှန်ပါပါအဲ့ကျမဒါကို copy ပြန်ကူးမယ်နော်နှက်ကိုဖြုတ်တယ်ဆက်လက်မှတ်တယ်ရှစ်ကိုဖိပြီးတော့ copy ကူးပါတယ်ပြီးွားရင်ကျမကဒီတန်းမလို့မှန်မလို့တော့ကျမမှန်ကိုအရင်ဖြတ်တယ်ပြီးတော့ဒီတစ်သားတန်းလည်းမလို့တစ်သားတန်းလေးမလို့ကျမရဲ့ဒီကြီးပေါင်လေးကဒီကနေပြီးတော့ဒီကိုလာထိရမှာပါအဲ့တော့ကျမကဒါကိုဘယ်လိုတွားမလဲဆိုတော့ဒီဟာက shape ဒုမပါသေးလို့ right click နဲ့ convert to SP line ကိုတွားပြီးရင်ကျမတို့ဘာတက်ကိုကိုင်ကျမဘာတက်ကိုကိုင်လိုက်တယ်နော်ဘာတက်ကိုကိုင်ပြီးတော့ကျမဒီ point ကနေပြီးတော့snap ကလေးကို on လိုက်ပါတယ်ဘာတက်ကိုကိုင်ပြီးရင်ဒီ point ကနေပြီးတော့ကျမဒီ point ကိုတစ်ခါလေးလာချပါတယ်ဒီဟာလေးနော်အဲ့နှစ်ခုကိုကျမအရင်ဒုပေါင်းပြီးတော့တင်ပြပါမယ်ကျမရဲ့ကြီးပါဒါလည်းကြီးပါဒီဒါလည်းကြီးပါအဲ့ကြီးပေါင်းတစ်ခုကိုကျမ control ဖိပြီးတော့ဆက်လက်မှတ်လိုက်တယ်နော်ကြီးပေါင်းကို control ဖိပြီးတော့ဆက်လက်မှတ်တယ် modify ကနေပြီးတော့ eh နဲ့ဒုကိုတွားမယ်ပြီးရင်အနောက်ကိုပဲဆုပ်လိုက်မယ်နော် minus 4.5 လက်မပြီးရင်ကျမပြီးွားရင်ကျမမှတ်ရခတ်မှာဆိုလို့ high selection လုပ်တယ် high selection လုပ်ပြီးတော့ကျမတို့ရဲ့မှန်ဒီမှန်လေးကတက်တက်ထွက်နေတော့ကျမဒီမှန်လေးကိုအရင်လုပ်မယ်နော် okay မှန်က minus 12 mm high selection ပြီးရင်ကျမဒီတစ်သားတန်းလေးကဒီမှာပါရဲ့အပေါ်မှာတစ်သားတန်းမပါတော့ကျမဒီမှာ eh minus 4.5 high selection ပြီးရင်ကျမတို့ဒီဟာလေးလာပါဒီနှစ်ခုကတကယ်ရွက်ကိုကျမ
တက်လက်မခွဲထားပါတယ်အဲ့တော့ကျွန်မ modify ကနေပြီးတော့ EH နော် minus 1.5 lemma I selection ပြီးကျွန်မတို့မှန်minus 12 mm and height อ๋อကျွန်တော်တို့ဒီပုံလေးပါဒီလိုပုံလေးနော်ဒီလိုပုံလေးထွက်လာပါတယ်အဲ့တော့ဒါလေးကို open နဲ့လှည့်ကြည့်လို့ရပါတယ်ကျွန်မဒီမှာ open နော်ဒီလိုပုံစံလေးပါဒါကတော့ကျွန်မ shape ကိုအရင်ပုံစံပြင်ပြီးတော့မှကျွန်မဒူးတင်တာပါဒီနှစ်ခုကကြတော့အောက်ကနှစ်ခုကိုကျွန်မဒူးတင်ပြီးမှကျွန်မဒီလိုပုံစံလုပ်ပြပါမယ်ဒူးတင်ပြီးမှဒီလိုပုံစံလုပ်ပါမယ်အဲ့တော့ဒါလေးကိုကျွန်မအတူတူပဲလုပ်လိုက်မယ်နော်ဒီကြီးပေါင်နဲ့ဒီကြီးပေါင်တွေကို select မှတ်တယ် modifier list ပဲက EHDIUDESUS နဲ့ minus 4.5 lemma I selection လုပ်ပါတယ်မှန်ဒီမှန်က minus 12 mm EH minus 12 mmဒီတစ်သားတန်းရဲ့ဒီခလဲရတစ်သားတန်းရဲ့ဒီဟာရဲ့ဒီသုံးခုminus 4.5 high selection ကျွန်မလုပ်လို့ high selection လုပ်ပြီးလုပ်ပါမဟုတ်ရင်အကုန်လုံးရုံးရင်မှတ်ရခက်လို့ပါကျွန်မဒီမှာတကယ်ရွက်က 1.5 တော့ကျွန်မတကယ်ရွက်တွေပဲ selection မှတ်တယ်နော်အောက်ကမှန်နေမပါပါဘူးminus 1.5 high selection ပြီးရင်ကျွန်မရဲ့မှန်တွေကိုကျွန်မ select မှတ်ပါတယ်minus 12 mm ဟာလေကျွန်မအဟရောလုပ်မယ်နော်ဒီလိုပုံစံလေးပါအဲ့တော့ကျွန်မရဲ့အပေါ်ကဒီပေါ်ကတကယ်ရွက်2ရွက်အဲ့ဒါလေးကိုကျွန်မဒူးတင်ပြီးမှကျွန်မပြန်ပြီးတော့ချက်ပြပါမယ်ဒါကဒူးတင်ပြီးသွားပြီselect မှတ်ပါတယ်ရှစ်ကိုဖိပြီးတော့ copy ပွားပါတယ် cancel လုပ်မယ်နော်ရှစ်ကိုဖိပြီးတော့ကျွန်မ copy ပြန်ပွားပါတယ် okay အဲ့တော့ကျွန်မတို့ကအပေါ်မှာ figlet မပါတော့ figlet ကိုဖြတ်တယ် figlet ကိုဖြတ်တယ် figlet ကိုဖြတ်တယ်ဒီတန်းမပါတော့ဒီအတန်းကိုဖြတ်တယ်ဒီအတန်းကိုဖြတ်တယ်အဲ့တော့ဒါလေးကိုခဏထားလိုက်မယ်နော်ကျွန်မဒီတစ်ခုအရင်လုပ်ပြမယ်ဒါကဒူးပါတဲ့အရာဝတ္ထုတွေကိုကျွန်မ export လုပ်မှာအဲ့တော့ကျွန်မ right click နှိပ်ပါတယ် convert to edit poly ကိုသွားပါတယ်ဟိုဘက်ကရှိတ်နေတော့ SP line ကိုသွားတယ်နော်ဒူးပါရဲ့ဟာက edit poly ကိုသွားပါတယ်ကျွန်မဘာတက်ကိုကင်ပါတယ်ဒါကိုကင်တယ်ကျွန်မဒီခလဲရတန်းကိုအရင်ဖြုတ်ရမှာနော်ဒီခလဲရတန်းကိုကျွန်မဖြုတ်လိုက်မယ်နော်ရှုပ်ပုံမှာဆိုခလဲရတန်းကိုဖြုတ်ပါတယ်ဒါကို select မှတ်တယ်ဘာတက်ကိုယူတယ်ကျွန်မဒီစနက်ကိုတစ်ခါလေးယူပါတယ်ဒီ point ကနေပြီးတော့ဒီ point ကိုတစ်ခါလေးအတူတူပါပဲခုနက shape ကိုအရင်လုပ်တာနဲ့ဒူးတင်ပြီးမှပြန်ဖြတ်တာနဲ့အတူတူပါပဲကျွန်မဒီဟာလေးလာမယ်နော်ဒါလေးဆိုရင်လည်းအဲ့တိုင်းပဲဒါကိုနောက်ဆုံးမှလုပ်မယ်နော်ဒူးမို့လို့ဘူးပါရဝတ္ထုမို့လို့ convert to edit poly ကိုသွားပါတယ်ဘာတက်ကိုကိုင်နေစနက်ကို on ပြီးတော့ဒီ point ကနေပြီးတော့ဒီ point ကိုသွားတယ်ဒါလေးကိုလည်း select မှတ်တယ်ဒါလေးပါโอเคအဲ့တော့ကျမတို့ကအရာဝတ္ထုတစ်ခုပြီးသွားရင် group ဖွဲ့လို့ရပါတယ်ဒါဆိုရင်လည်း select မှတ် group အဲ့မှာ group name ကိုပေးလို့ရပါတယ် window 1 window 2ပေါ့နော်ဥပမာကျမတို့ w1 w2 ဆိုပြီးတော့ကျမတို့ပေးလို့ရပါတယ်
ဒီမှာနောက်တစ်ခုပြောမှာကကျမတို့ကဒီဟာကိုဆက်လက်မှတ်ရင်ဒီမှာဒီအရာဝတ္ထုကိုဒီ object ကိုဆက်လက်မှတ်ရင်ဆက်လက်မှတ်ပြီးတော့မှုတို့ကိုယူပြီးရွှေ့ရင်ရွှေ့လို့ရပါတယ်နောက်တစ်ခုကိုဆက်လက်မှတ်ပြီးတော့ရွှေ့ရင်လည်းရွှေ့လို့ရပါတယ်အဲ့မှာတစ်ခါလေကြာရင်ကိုက screen ဘောကဒီမှာလော့လေးကိုတစ်ခါလေသွားနှိပ်မိတတ်တယ်ဒီလိုဟာလေးကိုကျမဒါကိုဆက်လက်မှတ်မိရဲ့အချိန်မှာဒါကိုလော့ကိုသွားနှိပ်မိသွားရင်ဒီမှာလော့ကျသွားပြီနော်အဲ့ကြရင်ဒီဟာကလို့တခြားနေရာကိုဆက်လက်မှတ်လို့မရပါဘူးခါလေကြာရင်ကိုကမသိရင်ဘာဖြစ်လို့ဖြစ်နေမှမသိပါဘူးအဲ့ဒါဆိုရင်ဒီလော့လေးကိုပြန်ဖွင့်ပြပါအဲ့တော့ shortcut ကကြောက်ဒါလေးကိုဆက်လက်မှတ်ပြီးတော့ space bar ကိုနှိပ်မိရင်လည်းဒီမှာ lock selection ဆိုအောင်ရှိပါတယ်အဲ့တော့ဒီမှာလည်း auto lock ပါအဲ့ဒါလေးကို space bar ကိုနှိပ်ပြီးတော့ lock selection ကိုပြန်ဖြုတ်လို့ရပါတယ်ဒါပေမဲ့ space bar ကိုနှိပ်မိအောင်နည်းနည်းရှားပါတယ်ဒါကိုဆက်လက်မှတ်ပြီးတော့ဒါကိုသွားပြီးတော့ lock သွားချရင်လည်းဒီမှာတခြားဟာကိုရွှေ့လို့မရပါဘူးဒါကနေပြီးတော့ lock ပြန်ထည့်ရမှာပါအဲ့တော့ကျမဒီမှာတခါရွက်၄ရွက်ပေါ့နော်တခါရွက်၄ရွက်ကတော့ပြီးပါပြီကျမတို့ကဒီမှာ color လေးရအောင်ဒီမှာခွဲလို့ရတယ်ဒါပေမဲ့အဲ့ဒါကကျမ runner ချရင်အသုံးမဝင်တော့ကျမမခွဲပေးပါဘူးပုံမှန်ဆိုတော့ဒါလေးပေါ့နော်ဒါလေးရတရောင်အတွင်းရောင်လေးကအတွင်းရတကား frame လေးကတရောင်ဒါမျိုးတွေတွားခွဲလို့ရပါတယ်ဒီရောင်ထင်တယ်ဒါမျိုးလေးပေါ့နော်ဟုတ်ကျမရဲ့ဒီနေ့သင်ခန်းစာလေးအားတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်